GMB website လေးကိုတချို့ customer လေးတွေကဝင်မရဘူးပြောလို့အမဝင်နည်းလေးတွေတင်ပြပေးလိုက်ပါတယ်ရှင်အမဆိုရင် browser လေးကနေဝင်လိုက်ပါမယ်ရှင်အဲ့မှာ search မှာဆိုရင်အမလို့ GNB ပြီးတော့ packaging packaging.com ဆိုပြီးတော့အမားတို့ရိုက်ထည့်လိုက်မှာဖြစ်ပါတယ်ရှင်အမှတစ်ခုရှိတာကလေအမားတို့က packaging လို့မရေးဘဲနဲ့ packing ပေါ့နော် packaging.com လို့လည်းရိုက်လိုက်တယ်ဆိုရင်ရှာတွေ့မှာမဟုတ်ပါဘူးရှင်အဲ့လိုဆိုတော့စလုံးလေးတော့အမှန်လေးရိုက်ထည့်ဖို့လိုပါတယ်ရှင်ပြီးွားရင်ကိုလေးကိုနှိပ်ပါအဲ့လိုဆိုရင်တခါနဲ့ GMB website ထဲကိုရောက်သွားမှာဖြစ်ပါတယ်ရှင်အမားတို့ကရှာနီးလေးကိုမနေ့ကလည်းဘယ်လိုလေးတွေရှာလို့ရလဲဆိုတာတင်ပြထားပါတယ်ပြီးတော့အမဒီကနေအမလို့နည်းနည်းလေးဆင်ကြည့်လိုက်မယ်နော်ပြီးွားရင်အမလို့ကိုကဒီရဲ့ address တွေကလေးကြိုက်တယ်ဆိုပါတော့အမလို့ဆိုရင်ဒီမှာဆိုရင် small လေးရှိမယ် budget ရှိမယ်ပြီးတော့ big size လေးရှိမယ်ပြီးတော့ normal size လေးရှိမယ်ဆိုပါတော့အဲ့လိုဆိုအမလို့ normal လေးကိုဝင်ကြည့်လိုက်ပါမယ်ရှင်အမဆိုအမတို့ normal မှာဆိုလဲအမတို့ရဲ့ဒီမှာပုံလေးတွေအများကြီးရှိပါတယ်ရှင်အဲ့လိုဆိုတော့အမတို့ကခရမ်းကောင်မလေးကိုနှိပ်လိုက်တယ်ဆိုရင်သူ့ရဲ့ခရမ်းကောင်မလေးပုံလေးပြလာမှာပါမျက်လုံးလေးနှိပ်လိုက်တယ်ဆိုရင်မျက်လုံးပုံလေးပြမှာဖြစ်ပါတယ်ရှင်ပြီးတော့ပန်းရောင်ကောင်မလေးကိုနှိပ်လိုက်တယ်လို့ဆိုလဲပန်းရောင်ကောင်မလေးပုံလေးထွက်လာမှာပါအဲ့လိုအားဖြင့်အမတို့ကဘယ်ပုံစံလေးကြိုက်လဲဘယ်ပုံလေးတွေကြိုက်လဲဆိုတဲ့အဟာကိုရွေးပြီးတခါနဲ့အမလို့quantity to buy ကအောက်က0နာကဘေးနာအပေါင်းလေးကိုနှိပ်ပြီးတော့ add to cart ကိုထည့်ပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်